မက်လ12ရက်နေ့မှ13ရက်နေ့အထိ2026ခုနှစ်အတွင်းဒေသလုံးဆိုင်ရာစိုက်ပျိုးလုပ်ငန်းဆောင်ရွက်မှုအတွက်ဆွေးနွေးပွဲကိုမိုင်းလာမြို့၌ကျင်းပပြုလုပ်ခဲ့ရာအထူးရလေးအစိုးရသူ့ကထဦးအရှင်လာရုံးအဖွဲ့မှုဦးနိုင်ကျန်းဆန်စီပေါ်ရေးကော်မတီဒုတာဝန်ခံဒေသစိုက်ပျိုးလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုအဖွဲ့သူ့အဖွဲ့မှုဦးတုံချန်သက်ဆိုင်ရာဌာနတာဝန်ရှိသူများခရိုင်3ခုမှစိုက်ပျိုးလုပ်ငန်းဆိုင်ရာတာဝန်ခံအကြီးအကဲများစိုက်ပျိုးရေးနှင့်ဆက်နွယ်သည့်လုပ်ငန်းများနှင့်အစားထိုးစိုက်ပျိုးလုပ်ငန်းမှကိုယ်စားလှယ်များတက်ရောက်ခဲ့ကြောင်းသိရပါတယ်။အဆိုပါဆွေးနွေးပွဲအတွင်းအထူးရ၏စိုက်ပျိုးလုပ်ငန်းအရေးသွေးမြင့်စွာဖွံ့ဖြိုးတိုးတက်ရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့ကိုအဓိကထားဆွေးနွေးခဲ့ကြောင်း၎င်းအပြင်စားနပ်ရိက္ခာဖူလုံရေးလေယာမြေကောက်ွယ်ရေးသိပ္ပံနှင့်နည်းပညာဆွမ်းဆောင်မှုဖွံ့ဖြိုးတိုးတက်ရေးစိမ်းလန်းစွာဖွံ့ဖြိုးတိုးတက်ရေးနှင့်စိုက်ပျိုးရေးထုတ်ကုန်များအားကုန်ချိုးပစ္စည်းများအဖြစ်ထုတ်လုပ်ရေးစသည့်အဓိကလုပ်ငန်းတာဝန်များကိုဆောင်ရွက်ရန်ချမှတ်ခဲ့ပြီးအကောင့်ထဲဖော်ရမည့်နည်းလမ်းများကိုတိကျစွာရှင်းလင်းဖော်ပြခဲ့ပါတယ်။ဆွေးနွေးပွဲအတွင်းခရိုင်3ခုကလုပ်ငန်းဆောင်ရွက်မှုအခြေအနေများကိုအစီရင်ခံတင်ပြခဲ့ပြီးလူထုကိုယ်စားလှယ်များလုပ်ငန်းရှင်များနဲ့မွေးမြူရေးလုပ်ငန်းရှင်များကမူဝါဒအကောင့်ထဲဖော်မှုစိုက်ပျိုးရေးဆိုင်ရာပစ္စည်းများထောက်ပံ့မှုကုန်စည်ပို့ဆောင်မှုစသည်တို့နှင့်ပတ်သက်သည့်အခက်အခဲများကိုပွင့်ပွင့်လင်းလင်းဆွေးနွေးခဲ့ကြပြီးသက်ဆိုင်ရာဌာနများကအဆိုပါအခက်အခဲများကိုချက်ချင်းညှိနှိုင်းဖြေရှင်းပေးခဲ့ပါတယ်။ယခုတစ်ချိန်ဆွေးနွေးမှုသည်အလွာတီးတီးကြရှိစီးလုံးညီညွတ်မှုစိတ်ဓာတ်ကိုတစုတစည်းတည်းဖြစ်စေခဲ့ပြီးလုပ်ငန်းဆောင်ရွက်မြင့်လမ်းကြောင်းကိုရှင်းလင်းစေကာအစိုးရပြည်သူလူထုနှင့်လုပ်ငန်းရှင်များအကြားပူးပေါင်းဆောင်ရွက်မှုအင်အားကိုစုစည်းပေး၍တစ်နှစ်ပတ်လုံးတည်ငြိမ်စွာစိုက်ပျိုးထုတ်လုပ်ရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်ခိုင်မာသည့်အခြေခံအုတ်မြစ်ကိုချပေးနိုင်ခဲ့ကြောင်းတင်ဆက်လိုက်ပါရရှင်။